တိထားမဲ့ကြားပြက်အန်ဒီအကြောင်းကိုပြောပြပေးမယ်အခုကြားပြက်နေရနေဘလို့ဖြစ်နေလဲဆိုရင်သူတို့ကအကောက်ပေါင်း3သိန်းလောက်သူတို့မှရှိတယ်အကောက်ပေါင်း3သိန်းလောက်နာမည်တွေ3သိန်းလောက်နဲ့အကောက်တွေမျိုးစုံပြောင်းနာမည်တွေမျိုးစုံပြောင်းပြီးတော့လူတော်တကာကိုပတ်ပြီးတော့လိုက်လိမ့်နေတာဖြစ်တယ်အဲ့လိုလိမ့်နေပြီးလို့ရှိရင်သူတို့လိမ့်တာမဟုတ်ပါဘူးဒါသူတို့မဟုတ်ပါဘူးသူတို့ရဲ့အကောက်တွေနဲ့လိုက်လိမ့်တာပါသူတို့ကဒီလိုအလုပ်တွေကိုလုပ်မစားပါဘူးဆိုပြီးတော့ပြောင်းငင်းတယ်နော်အလိခဲရတဲ့အမျိုးသမီးတွေအမျိုးသားတွေဦးလေးတွေအတော်တွေအမတွေအကိုတွေဆိုလည်းအများကြီးပဲသူတို့ကအလိခဲတော့ဟာဒီအကောက်ကတော့ငါတို့တော့ဘလောက်လိမ့်သွားတာငါပတ်စံတွေဘလောက်ပါသွားပြီလို့သူကပြောလိုက်လို့ရှိရင်ဟဲ့မဟုတ်ဘူးသူတို့မဟုတ်ဘူးနော်သူတို့ပုံတွေယူပြီးတော့တုံးတာသူတို့က official ဒီအကောက်တစ်ခုပဲတုံးတာအမေသူတို့ပုံတွေစိတ်ထားတာလို့ဘာလို့ရှောက်ကြအမေတကယ်သူတို့ပုံတွေစိတ်မရအောင်ဗီဒီယိုတွေကိုဒေါင်းမရအောင်လဲသူကစိတ်ခလုတ်တွေနဲ့ပိတ်ထားပြီးသားဖြစ်တယ်အဲ့ဒါကိုသူတို့မဟုတ်ပါဘူးဆိုတော့ဘလို့ပြောင်းရင်းတာလဲအဲ့တော့သူက Instagram နဲ့ Telegram တွေမှာသူတို့ပုံတွေတင်ထားပါအဲ့တော့လူလိမ်တွေကတဲ့သူတို့ရဲ့ပုံတွေကိုလိုက်ပြီးတော့အဲ့ Instagram တို့ Telegram တို့ကနေယူပြီးတော့ပေါ့ဒီလိုမျိုး TikTok ပေါ်မှာလာပြီးတော့လိမ်သားဆိုပြီးတော့ပြောင်းရင်းတယ်သူတို့ကပြန်ပြီးတော့ပြန်အရေးယူမယ်လို့ပြန်ပြီးတော့ပြောတယ်နော်အမတွေအကိုတွေညီမလေးတွေမောင်လေးတွေဦးလေးတွေအန်တီတွေကိုထပ်ပြီးတော့မှားလိုက်မယ်ကြားပြက်တွေကပုံစံမျိုးစုံနဲ့မိမိတို့ဘဝတွေကိုချင်းကပ်ပြီးတော့ဝင်ရောက်လာမှာဖြစ်တယ်အဲ့တော့ကိုယ်နဲ့မသိတဲ့ line ပေါ်ကနေယောက်ျားတွေမိန်းမတွေကိုယ့်ဘဝတွေဝင်လာပြီးဝင်လာရင်ချစ်သူဟန်ဆောင်မယ်အစိုးရကတော့ချစ်သူဟန်ဆောင်လိုက်တာပဲချစ်သူဟန်ဆောင်မယ်မင်းနဲ့ကိုယ်နဲ့ရှင်ရဲ့အတွက်နောင်ရဲ့အတွက်ကားလုပ်ငန်းတွေလုပ်မယ်ကုမ္ပဏီလုပ်ငန်းတွေလုပ်မယ်ရေလုပ်ငန်းတွေလုပ်မယ်သစ်လုပ်ငန်းတွေလုပ်မယ်အခက်ချုပ်လုပ်ငန်းတွေလုပ်မယ်တို့ဖက်နဲ့လုပ်ငန်းတွေလုပ်မယ်တို့ဟိုတယ်လုပ်ငန်းတွေလုပ်မယ်ရွှေလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ကော်ဖီဆိုင်လုပ်ငန်းတွေတို့ကော်ဖီဆိုင်တွေဖွင့်မယ်တို့ကားရှိုးရင်းတွေဖွင့်မယ်တို့အခက်ဆက်ရုံတွေဖွင့်မယ်တို့မျိုးစုံလုပ်ငန်းတွေအကြောင်းပြပြီးတော့ဆရာတွေအဝင်ခိုင်းလိုက်မယ်မင်းနဲ့ကိုယ်နဲ့နောင်ရည်အတွက်ဆိုပြီးတော့အဲ့ဒါကိုတချို့ကလည်းယုံကြည်ပြီးတော့ဒီလိုပုံစံမျိုးနဲ့အလင်းခံရတဲ့မိန်းကလေးတွေဆိုတာအများကြီးပဲအမတွေဆိုလည်းအများကြီးပဲလို့အဲဟိုမှာတောင်းချီထောင်ချီပြီးတော့အလင်းခံတာရာချီတာမဟုတ်တော့ဘူးเนาะအဲ့ဒီတော့အဲ့လိုပုံစံမျိုးနဲ့ဝင်လာပြီဆိုရင်ဒါလိမ့်နေဆိုတာသတိချက်ပါဒါလိမ့်နေပြီဆိုတာကိုလည်းသတိကပ်ပါသူတို့စကားကိုမျောပါမသွားပါစေနဲ့သူတို့ကတော့အရန်ကို view site မှာအရန်ကိုချစ်ပြမှာမျက်စိအောက်ကကိုလုံးဝကိုအပြတ်မခံဘူးဥပမာနေမကောင်းဖြစ်တယ်ဆိုရင်နေမကောင်းဘူးလို့ပြောလိုက်လို့ရှိရင်လေဟာမင်းတော့နေမကောင်းဖြစ်နေအဲ့ဒီမင်းနေမကောင်းဖြစ်နေတဲ့အရာလေးကိုယူမဲဆိုပြီးမင်းကတော့မျက်လုံးလေးမိတ်ထားကိုကနှစ်ဖူးလေးနဲ့တိုက်ပြီးတော့မင်းဖျားနေတဲ့အဖျားတွေကိုယ့်စီရောက်လာအောင်လုပ်မယ်စိတ်နဲ့ညှို့ယူမယ်ဆိုပြီးတော့အဲ့လိုမျိုးမင်းနေကောင်းသွားအောင်လုပ်ဆိုပြီးတော့သူတို့က view site ပြပါလိမ့်မယ်အမြင့်စီကခံစားနေရတဲ့ဝေဒနာတွေအဖျားတွေကိုသူယူလိုက်ပြီးဆိုပြီးတော့အဲ့ဒီလိုမျိုးပုံစံမျိုးတွေနဲ့လည်းမင်းတို့ဘဝတွေကိုချင်းကက်လာမှာပုံစံမျိုးစုံနေနဲ့နော်အဲ့လိုပုံစံမျိုးနဲ့ချင်းကက်လာမယ်ပြီးရင်ဂိမ်းနေနဲ့ချင်းကက်လာမယ်နောက်တစ်ခုကဘာလဲဆိုရင်တချို့ကြလဲကိုနဲ့ချစ်သူပုံစံမျိုးမလုပ်ဘဲနဲ့တကယ်ချင်းပေါင်းတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြီးလေဟဲ့ဒီမှာလေဟိုနေ့ရဲ့ပုံတွေကိုထော်မနှန်းတွေနှစ်ပုံတွေလေငါတွေ့ခဲ့တယ်အဲ့တော့ငါချပေးတဲ့လင်ထဲကိုနေဝင်ကြည့်လိုက်အဲ့နှစ်ပုံတွေတွေ့လိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးပြောလာလိမ့်မယ်ဒါတကယ်ချင်းဟန်ဆောင်လို့အဲ့တော့ကိုကလမ်းဖြန့်ပြီးအမလေးငါပုံတွေတော့မထော်မနှန်းတွေဘာတွေလောက်ခံထားရလဲမသိဘူးဆိုပြီးသူပြောတဲ့လင်ထဲကိုဝင်ကြည့်လိုက်ရင်ကို့မှာဘန်အကောင့်ရှိတာတော့ KB အကောင့်ဖွင့်ထားတာတော့ကို့အကောင့်တွေကိုသူကဟိုဘက်ကနေတစ်ခါတည်းဟက်ပြီးတော့ယူသွားမှာဖြစ်ပါတယ်အဲ့တော့သူတို့ဘလို့ပုံစံမျိုးနဲ့ပဲဝင်လာသတိကပ်ပါအလိမ်မခံဖို့အရေးကြီးပါတယ်ဒါအမျိုးသားအမျိုးသမီးဦးလေးတဲ့တော်တွေအားလုံးတွေအရေးကြီးလို့လာပြောတာတားတဲ့နေရာပုံစံမျိုးစုံနဲ့လိမ်တာသူတို့ပဲလိမ်နေတဲ့ဟာကိုသူတို့မဟုတ်ပါဘူးဆိုပြီးပြောင်းနေတာသူတို့မလိမ်လို့ဘယ်သူတရားလိမ်ပါလဲအဲ့ကြားတဲ့ကောင်တွေဆိုလို့ရှိရင်လေမြေပြင်မှာလိုက်ပြီးတော့လိမ်နေပြီးတော့လေသူများနဲ့ဆရာငွေတွေကိုထောင်ချီတောင်းချီလိမ်ပြီးလို့ရှိရင်လေခရီးတွေကိုမြန်မာပြည်တပြည်လုံးခရီးတွေပတ်သွားနိုင်ငံတကာကိုခရီးတွေပတ်သွားအစားအသောက်ကောင်းတွေမျိုးစုံစားပြကားတွေဝယ်စီ iPhone တွေဝယ်ကိုင် iPad တွေဝယ်ကိုင် MacBook တွေဝယ်ကိုင်တက်မှာအကောင်းစားတွေကိုတောင်းကြတယ်ကွာတောင်းပြပြီးသူတို့ကပြီးလို့ရှိရင်လေအဲ့ဒီလိမ်လို့ရတဲ့ငွေတွေနဲ့သူတို့ကလှူပြသေးတယ်သူတို့ကလှူတာပါတော့ဖျားအမအเจ้าအမဖျားတကအเจ้าတကပါဆိုပြီးတော့အလှူတန်းတွေနဲ့သူကလုပ်ပြသေးတယ်အဲ့လိုပုံစံမျိုးနဲ့ဝင်လာမှာသတိထားပါကြားပြနေကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်အကောက်ကိုကြည့်တာနဲ့သိနိုင်တယ်ဘယ်လိုသိနိုင်လဲဆိုရင်ကြားပြနေရဲ့အပြင်အသက်ကတော့20တို့22တို့အဲ့ရနေ30ဝန်းကျင်တွေပတ်ချလေးတွေပဲရှိလိမ့်မယ်တကယ်လိမ့်ဆိုရင်30တို့35တို့ညဆိုရင်အသီးစားတို့ကြားပြနေရဲ့အသက်35အသီးစားပြီးလို့ရှိရင်ငကြက်ဒီမှာအဖြူတက်လိုက်မယ်ပြင်းနေလိမ့်မယ်အားစကားတွေလေမနဲ့ဆိုရင်ဟာလမ်းထလျှောက်တာတို့ပြေးတာတို့ဒါကြောင့် iPhone တွေကင်ပြီးတော့ကိုဟန်ပြတဲ့ပုံတွေတင်လိုက်မယ်အင်းနောက်တစ်ခုဆိုလို့ရှိရင်ဂျင်းစော့နေတဲ့ပုံတွေတင်မယ်ထူးခြားမှုတွေပါတယ်ပြီးရင် ghost ရိုက်နေတဲ့ပုံတွေတင်မယ်ကားအကောင်စားကြီးတွေနဲ့ရှောက်သွားနေတဲ့ပုံတွေတင်မယ်အကောင်စားနေထိုင်မှုတွေပြလိုက်မယ်ဒါဆိုရင်တော့တစ်ခုမဟုတ်တစ်ခုထူးခြားမှုတွေပါတယ်ပြီးရင်လေဖျားတရားအရန်လောက်တယ်ဆိုပြီးဖျားเจ้าဆောင်တခန်းတနာကြီးတွေနဲ့အထက်မှာသူကဖျားတရားလောက်တဲ့ဖျားတကာเจ้าတကာတွေအဲ့လိုပုံစံမျိုးတွေလည်းတင်လိုက်မယ်ဒါတွေကကြားပြတ်နေပါပြီးလို့ရှိရင်လေအဖေမရှိအမေရှိအသက်က35တို့
အလောက်ကန်ရတော့ဟိုတယ်လုပ်ငန်းတို့ရွှေလုပ်ငန်းတို့ရေလုပ်ငန်းတို့လူမျိုးကြီးတို့ရှာစမ်းပတ်စံအန်းစမ်းအမေတို့အထွက်ချင်တဲ့ခရီးတွေထွက်ဆိုအဲ့လိုပုံစံမျိုးတွေနဲ့လေသူတို့ရဲ့ဘိုင်အိုတွေမှာအဲ့လိုမျိုးရေးတင်တာအဲ့လိုမျိုးတွေတင်လာပြီဆိုရင်တော့ဒါကြားရနေပြီသဘောပေါက်လိုက်တော့အဲ့လိုကြားပြအနေနဲ့တချို့ကတိတိနဲ့ပလူးနေတဲ့မျိုးသမီးတွေဆိုအများကြီးတွေ့တယ်ကွာတချို့ဆိုအလိန်ခံရပြီးမှအမလေး तू ကလိန်သွားလို့ပါဆိုပြီးတော့ငိုကြီးချက်ကြီးတွေနဲ့အစတော့ပလူးတော့ကတော့သူတို့ပလူးနေကြပြီးတော့နော်ကြားပြနေပါလို့ပြောလဲသူတို့ဂိမ်းမဆိုင်ဘူးနော်နောက်တစ်ခုရှိသေးတယ်ညီမလားအမလားတနေ့ကိုလာမေးတာအဲ့ဒါဒါကလည်းကြားပြလားနဲ့စစ်ပြပါဆိုလို့တနေ့ကဝင်ချက်လိုက်တော့ပြီးတော့ကြားပြဖြစ်တော့ဟဲလို့အဲ့ဒါကြားပြအကောင်ကြီးဆိုတော့ဘာပြောရမလဲဟုတ်လို့လားမသေးကြရင်လည်းသူများသားသမီးနစ်နာလိမ့်မယ်လေအဲ့ဆိုလည်းဘာလို့လာမေးနေတာလဲအဲ့နဲ့တနေ့ကပြောတယ်တနေ့တော့လည်းအားနေရမှာမဟုတ်ဘူးနော်လို့စစ်ပေးပါဆိုလို့မြစ်တာနဲ့အလိန်ခံပါဆိုလို့ဝင်ပြီးတော့စစ်ပေးတာအဲ့ကြားပြရေးဆိုလည်းမယုံဘူးဆိုလည်းအမားတို့ညီမတို့ပတ်စံနဲ့ပါတာတနေ့ပတ်စံပါတာမဟုတ်ဘူးလို့အဲ့လိုပြောလိုက်တယ်အဲ့တော့တောင်းမှန်ပါတယ်တနေ့ရဲ့သူဘာလို့ရမလဲဆိုတာသိပါပြီတဲ့ဘလော့လိုက်ပါမယ်တဲ့ကြားမြန်ရင်းနဲ့သူသိပါပြီတဲ့အဲ့လိုပြောတယ်အလိန်ခံရတဲ့နာကျင်မှုကဘလောက်နာကျင်ခံစားရလဲဘလောက်အခက်အခဲခက်လဲဆိုတာတနေ့ကိုယ်တိုင်ခံစားခဲ့ဘူးလို့ကိုချင်းစာလို့လာပြီးတော့ပြောပြနေတာဖြစ်တယ်ဒီလိုဗီဒီယိုတွေရိုက်လို့လဲတနေ့ပတ်ဆက်ရလားဆိုတော့ကြားမှမရဘူးစာနာလို့လာပြီးတော့အလိန်ခံမှာဆိုလို့အားလုံးအတွက်ရှင်းထွက်ပြီးတော့လာပြီးတော့ပြပြပေးတာတနေ့20နှစ်ကတနေ့ကတော့ live ပေါ်အလိန်ခံရတာမဟုတ်ဘူးမြေပြင်ကအလိန်ခံရတာအဲ့ဒါကိုလည်းရန်ကုန်ကမြေပြင်ကြားပြအကြောင်းဆိုပြီးတော့ရိုက်ပြီးတော့တင်ပေးထားတယ်အဲ့ဒီဗီဒီယိုကလည်းအမြန်ပြောပြီးရတာဖြစ်တဲ့အတွက်အစုံမပါဘူးကွာတကယ်အစုံပါအောင်ရိုက်မယ်ဆိုလို့ရှောင်းကဘလို့လဲဆိုတာဂါဂနာနာနဲ့အကျယ်တဝေးသေးချစ်ကရှင်းပြမယ်ဆိုရင်နောက်ထပ်ဗီဒီယိုတွေ9ပုတ်လောက်ရိုက်မယ်ဆိုရင်တော့မှရိုက်လို့မပြီးသေးဘူးအဲ့ဒီကောင်လိန်တာလေနော်အဲ့ဒါကြောင့်မလို့တနေ့ကိုယ်တိုင်နာကျင်ခံစားခဲ့ရဘူးတဲ့တနေ့ကိုယ်တိုင်လည်းအခမ်းအားခက်ဘူးတဲ့တနေ့ကိုယ်တိုင်လည်းအဲ့ဒီအချိန်ကာလ6ထဲကိုပြုတ်ကျသွားတာနာအရန်လည်းနာကျင်ခဲ့ရတယ်ဘဝကြီးကအမောင်ဖုံးသွားတာအဲ့လိုမျိုးပေါ့နော်အခက်အားလည်းအရန်ခက်သွားတယ်အဲ့လိုမျိုးခံစားခဲ့ရတာဖြစ်တယ်တနေ့မှတော့မိသားစုမရှိရင်ဘယ်လိုလုပ်မလဲတနေ့မိသားစုကဘဝကိုရှေ့ရနေမမမက်ရက်တည်ပေးလို့လားတနေ့လည်းဒီလိုမျိုးပြန်ထလာနိုင်ခဲ့တာဖြစ်တယ်တနေ့ဘဝကိုအဆုံးထိပြုတ်ကျသွားအောင်ရိုက်ချခဲ့တာဖြစ်တယ်အဲ့ကြားပြတ်မှပေါ့နော်အဲ့ဒီအကောင်နဲ့ကောင်မှသူတို့တော့ကဘာမကြေပါဘူးသူတို့ကတနေ့စီကိုတန်တရားအဆက်တနေ့စီကလိန်ညာယူသွားတဲ့ငွေတွေစိစိဥစ္စာတွေကိုလာပြီးမကြေမရှင်းပြန်လာဆက်ရမှာလာပြီးတော့ကြွန်လာခံရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးသိအောင်လို့ပြောပြပေးလိုက်တာဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေအားလုံးသတိထားနိုင်အောင်လို့လာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေရှင်တတာ